ကိုတက်ခိုင်နဲ့တုံငယ်ချင်း3ယောက်ကားနဲ့မြိတ်ကျွန်းစုဘက်ကိုခရီးထွက်လာခဲ့ကြတယ်ဒီလိုနဲ့သူတို့ကလမ်းမှာယူတရက်ပြတ်သွားခဲ့တယ်ဖုန်းလိုင်းလည်းမမိတဲ့နေရာမို့အနီးနားမှာရွာရှိမလားဆိုပြီးရှာကြည့်ခဲ့ကြတယ်ဒီလိုနဲ့မီးတွေထွန်းထားတယ်ရွာတွေကိုရောက်လာကြတယ်ဒါပေမဲ့ဒီရွာလုံးအိတ်စိတ်နေပြီးတော့ရွာသားတွေကသူတို့လည်းစိတ်ထဲတစ်မျိုးကြီးဖြစ်နေပေမဲ့ရွာထဲဆက်ဝင်လာခဲ့ကြတယ်ရှေ့နားရောက်အဖာကြီးတယောက်စီမှာနေဖို့ခွင့်တောင်းလိုက်ကြတယ်အဖာကြီးကခေါင်းငိမ့်ပြပြီးသူတို့နေရမယ့်နေရာကိုလိုက်ပြတယ်တယောက်တခန်းစီစီစဉ်ပေးတယ်သူတို့လည်းပင်ပန်းတော့စောစောအိတ်လိုက်ကြတယ်မနက်ကိုတက်ခိုင်အရင်နိုးလာတော့မြင်လိုက်ရတာကဟဲ့ထားကြမြန်လာသူတို့တော့အလေကကြက်ရွာကိုရောက်ခဲ့တာဆိုတာသိလိုက်ရတာလေဗျာကဲမိတ်ဆွေတို့မှဖြစ်ရမှန်စမ်းလမ်းတွေရှိရင်လေလာပြောကြကြပါဦးဗျာကြိုင်တဲ့ရင် like and follow လုပ်ခဲ့ကြပါဦးနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်ဗျာ